တရုတ်ပြည်ရဲ့အထင်ရှားတဲ့ဗုဒ္ဓဘာသာကြောက်ကူပန်းပုအမွေနှစ်တွေထိတဲ့လုံမန်းကူနဲ့မိုခအိုဂရုတွေဟာတကယ့်ကိုအဖိုးမဖြတ်နိုင်တဲ့သမိုင်းဝင်အမှုပညာလက်ရာတွေဖြစ်ပါတယ်။လုံမန်းကူဒီနေရာဟီနန်ပြည်နယ်လော့ယန်မြို့ရဲ့တောင်ဘက်မှာရှိပါတယ်။သမိုင်းကြောင့်နှစ်ပေါင်း1500ကျော်တက်တန်းရှိပြီးမြောက်ဝေနဲ့ချမ်းမင်းဆက်တွေလက်ထက်ကထုစစ်ခဲ့လာဖြစ်ပါတယ်။ထင်ရှားမှုလုံမန်းကူမှာဗုဒ္ဓရုပ်ပွားတော်ပေါင်းသိန်းကျော်နဲ့ကျောက်စာထွင်းထူးလက်ရာပေါင်း2000ကျော်ရှိပါတယ်။အထင်ရှားဖုံးကတော့ဖုန်ရှင်းစီကူရှိကြီးမားလက်ဖိုင်ရိုကာနာရုပ်ပွားတော်ဖြစ်ပါတယ်။မိုခအိုကိုဒီနေရာတရုတ်နိုင်ငံဂန်ဇူးပြည်နယ်ထွင်ဟွန်မြို့အနီးမှာရှိပါတယ်။သမိုင်းကြောင်း4ရာစုကနေ14ရာစုအထိနှစ်ပေါင်း1000နီးပါးတည်ဆောက်ခဲ့တဲ့ဗုဒ္ဓဘာသာအနုပညာဗန္ဓာတိုက်ကြီးဖြစ်ပါတယ်။ထင်ရှားမှုကမိုခအိုကူတွေဟာနယံပန်းကြီးကားပေါင်း4500စတူရမ်မီတာနဲ့ရုပ်ပွားတော်ပေါင်း2000ကျော်တို့ကြောင့်ကြော်ကြပါတယ်။ပိုးလမ်းမအကြည့်ပေါ်ကယဉ်ကျေးမှုလဲလှယ်မှုရဲ့အရေးပါတဲ့တသက်တစ်ခုလည်းဖြစ်ပါတယ်။